ကိုမင်္ဂလာပါခင်ဗျာဟုတ် ရောင်းလား ချင်းမောင်းရောင်းတာဗျကိုမဟုတ်ဘူးလေဖုံးရောင်းတာလေကိုဟုတ်ကဲ့ဟုတ် ဘာမျိုးစားလဲရှိ ကို Redmi ရှိမယ် Samsung ရှိမယ် iPhone ဆုံးပါတယ်ကိုတော်တော်ဆုံးပါတယ်ဟုတ်လား တိကျပါလို့ဒီအဲ့ဒါဈေးဘယ်လောက် ဒီကကို9သိန်း3000နဲ့မှ4000ပါခင်ဗျာဟုတ် ဘာလို့ဈေးနည်းများတယ်နော်ချားကြည့်လိုက်ပါ မရအောင်ဒါပဲလုပ်ချင်တာ ဟိုကပတ်စံလေးသိန်းကျော်လောက်ပဲပါတယ် လို့ချင်းဒါပဲရချင်တာ အဲ့ဒါထင်းလိုက်တော့ပါရပြီဟေးကို ဟုတ်ကို ကိုလားအေးရဖို့ရှိလား ပြရဖို့ရှိတယ်ကိုနောက်ပါဖုံးတော့အုပ်ထားတယ်တက်ရှိတွေကိုလုပ်ထားတယ် ဟုတ်တယ်ခဏကငါဝင်လာတယ်မဲပါလေပြောနေရလေအေးရဖို့ဖုံးနဲ့ဂျွိုင်းနဲ့ငကြက် လက်ချက်လိုချင်တာလားခုနလေးဆေးတိုင်မှရတယ်ဂုံးလေးနဲ့ ဟေ့ရအဲ့ဒီငကြက်ကိုပြောနေတာမဟုတ်ဘူးဖုံးနဲ့ဘလူးလူကွာဘလူးလူချိတ်ပြီးကျိုးပြောက်ငကြက် ကျုပ်တို့လည်းကိုပစ္စည်းပြက်နေသေးတယ်ခင်ဗျာအားနာပါလေ ပြက်တာအဲ့လိုအစိုးရပြက်ပြောညာနေထဲလိုက်ရထိုးလာလေတော့ဟယ်လို တကယ်ကို ဘာ ကောင်းတယ်စစ်ပါလေစစ် ဒီသတင်းကြွကာလာအဲ့လိုလုံးရတဲ့ကာလာမဟုတ်ဘူးမြတ်တော်ဘုရားရှင်ကလေနော်တောင်ရင်သာနတ်ပြည်ကနေတင်္ကတငကုံလေးကိုဆင်းတတ်တဲ့နေအဲ့ဒါငါတို့လူပြည်ရှိတဲ့လူတွေကစီမီတွေနဲ့ပူဇော်ကြတာနော်ဘယ်ကနဲ့လျှောက်သွားပြီးတော့ဟိုသူစားကျင်တာဝယ်ကျွေးကိုစားကျင်တာဟိုဝယ်ခိုင်းတဲ့နေမဟုတ်ဘူးငါလည်းမဝယ်ပေးနိုင်ဘူးနော်ဒါပဲဒါကြီးရှေးရေးကိုပြောနေဟုတ်ဟုတ်တယ်ဘုပြောတာဘိုးဘင်းသားလေးမပြောလို့မရဘူးလားဝေးတော့လို့ဘာဖြစ်နေငါဆော်နေငါပြောတယ်မဟုတ်ဘူးလေဘိုးပြောတာဟိုကကျွန်တော်တို့တဲရိုက်ဆိုကားနေတယ်လို့အနာရှိရင်စက်လိုက်အနာရှိရင်စက်လိုက်ငါတော်နဲ့ငါပြောနေမင်းအေးရဖို့မရဘူးမလားမရမဝယ်ဘူးရ မဝင်နဲ့ကွာ အနာရှိစက်လိုက်ဟုတ်ကဲ့ ဟုတ်ဒီပေါ်လေးပဲ ဟိုက အထည့်လိုက်တော့ အေးပတ်စံဘိုးကြီးပါလေဟိုကပတ်စံကဒေးသိန်းကိုလေးပါ ဒီလေးကိုပါ ဟုတ်ချာပြီးဒီနဲ့ပြေးလာတာနဲ့ရှင်းလို့ရလားလို့ရ မရဘူးပြဆိုင်ရညွန်းနေတယ်ညွန်းတယ် ဟောဘိုးရကတ်တယ်လေမရဘူးလား မရဘူးကိုရ အဲ့ဒါလည်းဟိုလေတိုင်းရှင်းလေးပါလေတော့ပြေးလို့မရဘူးလား လုံးစရာတော့မရှိတော့ပါဘူးကိုရပြောင်းရှင်းနေတော့လေ အဲ့ဒါလေဟိုအဲ့လိုတဲ့ပတ်စံတခြားဘာနည်းလမ်းလေးတွေရှင်းလို့ရတယ်အဲ့ပတ်စံမဟုတ်ဘူး အောင်မောင်ကြီးစီဘူးလေးယူပြီးတော့ဒီကိုကြီးကိုညီပေးလိုက်ပါအောင်ကွာခဏလေးလာလိုက်လာတယ်အောင်မောင်လာ စီဘူးနဲ့ကိုလေးကအေးထုတ်လိုက်ခေါ်တော့ အေးကောလာ ဒီလိုဟိုနောက်ပြီးဟောအားလုံးပါတော့ဟော အတိလေး ဘယ်ကတိလဲဟောအဲ့ဒါပါလား အဲ့ဒါဘောဒီပုံရမယ် ဟော ဒါပါပဲဟိုအစတော့နည်းနည်းတော့နားမှာပေါ့နော်နောက်ပိုင်းကျတော့ချက်တော်လေးဖြစ်တယ် ဒီလေးလာတယ်တကယ်ခေါ်လာထည့်လိုက်တော့မယ်နော်